လေရင်မှုတွေကလေရင်မပြန်တန်းခင်မှာဒီအချက်တွေကိုရှောင်ကျဉ်ရတယ်ဆိုတာတင်သိပါသလားပထမအချက်အနေနဲ့ကလေရင်မှုနှစ်ယောက်လုံးကအစားအစာစားတဲ့အခါတစ်မျိုးတည်းကိုပဲအတူတူစားလို့မရပါဘူးဘာလို့လဲဆိုရင်အတူတူစားမိတဲ့အစားအစာကြောင့်အစာစိတ်သိမ့်ခံရရင်လေရင်မောင်းမဲ့လူမရှိတဲ့အတွက်ကြောင့်လေကြောင်းလိုင်းတွေကလေရင်မှုတွေကိုအမြဲတမ်းမတူညီတဲ့အစားအစာတွေပဲပေးလို့ရှိပါတယ်ဒုတိယအချက်အနေနဲ့လေရင်မှုများဟာမုတ်စိတ်မွေးအပြည့်ထားခွင့်မရှိဘဲနှုတ်ခမ်းမွေးတာထားခွင့်ရှိပါတယ်ဘာလို့လဲဆိုရင်အရေးပေါ်အခြေအနေတွေမှာမုတ်စိတ်မွေးအပြည့်ဖြစ်နေတဲ့မျက်နှာဟာအောက်ဆီဂျင်မျက်နှာဖုံးကိုတက်လို့အဆင်မပြေဖြစ်မှာစိုးတဲ့အတွက်ကြောင့်မုတ်စိတ်မွေးထားခွင့်မရှိပါဘူးတတိယအချက်ကတော့လေရင်မှုတွေဟာဘလောက်ပဲပြင်းနေပါစေအတန်ထွက်ပြီးစကားပြောတာတို့တချင်းနားထောင်တာတို့မလုပ်ရပါဘူး။ဘာကြောင့်လဲဆိုရင်ဒီအချက်တွေကသူတို့ရဲ့အာယုံကိုပြောင်းစေနိုင်တဲ့အချက်ဖြစ်တာကြောင့်စကားလည်းမပြောရတချင်းလည်းနားမထောင်ရပါဘူး။ဂျာမနီနိုင်ငံကဒီအလုပ်ဟာအလွန်စွန့်စားရတဲ့အလုပ်တစ်ခုဖြစ်ပြီးတစ်ကမ္ဘာလုံးမှာလူတဦးတည်းကသာလုပ်ကိုင်နိုင်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီအလုပ်ကတင့်အသက်အန္တရာယ်ကိုပါထိခိုက်နိုင်တာကြောင့်ဖြစ်ပါတယ်။ပလတ်စတစ်အရည်ပျော်နေတဲ့အိုးတွေကိုပလင်းတစ်လုံးကိုနှိပ်ရမယ်ဆိုတာစိတ်ကူးကြည့်ပါဒီအရည်တွေကအပူချိန်100 degree centigrade ထက်ပိုပူပြင်းလာပါတယ်ပထမဆုံးအချိန်လုပ်ရတဲ့အချိန်မှာအပြည့်အဝပြည့်စုံရမှာဖြစ်ပြီးအမှားယွင်းသေးသေးလေးကတော့ပြင်းထန်တဲ့မီးလောင်တန်ရာနဲ့ဒီထက်ပိုဆိုးရွားတဲ့အခြေအနေများကိုလည်းကြုံရနိုင်ပါတယ်